လက်ရှိပွဲစဉ်မှာဘယ်လောက်ထိပရိသတ်တွေလိုအပ်နေတဲ့ခြေစွမ်းမျိုးကိုပြတ်တက်ထားနိုင်မလဲစိတ်ဝင်စားဖို့တော့ကောင်းနေရလဲဖြစ်ပါတယ်ဟောင်းဝဲပင်ညာကျောင်းထုတ်ထားတယ်ဗျာခစမရှိနေလမ်းပတ်ရင်ဟီယူလန်ဟောင်းကောင်တရားတော့တုံးတန်ခန်းစစ်နဲ့လျောက်တန်းခန်းစစ်ကိုလို့တို့အလိုက်တင်ပြောင်းလဲကစားနေခဲ့ပြီးတော့မြန်မာတင်းရဲ့ခန်းစစ်ကိုတော့အဓိကဖိအားပေးဖို့တော့ပြင်ဆင်နေရလည်းဖြစ်ပါတယ်မင်းမြောင်ကျောင်းချုံမှာကနေပြီးတော့တယ်ကိုမဆိုင်ခဲမင်းညိုရှစ်တော့ပုတ်ထားတယ်မြောင်ပြတဲ့မောမြန်မာတင်းကကန်ဝေးရမှာဖြစ်ပါတယ်ရှင်မတော့ယာဒီဟောင်းကောင်တင်မယ်ဒီကပေးရတယ်လေဟိုအဗင်လက်ရှိချိန်မှာတော့ကျွန်တော်အစီအရင်ဒီဆက်နေတွင်းမှာပဲမြန်မာတင်းနဲ့ဟောင်ကောင်တင်းတို့ရဲ့ပထမပိုင်းပွဲကစားချိန်45မိနစ်ကတော့ပြီးဆုံးလို့တွားခဲ့ပြီလည်းဖြစ်ပါတယ်ပထမပိုင်းပြီးဆုံးချိန်မှာတော့တစ်ဖက်လုံးတွင်းကိုရရှိခြင်းမရှိဘဲနဲ့ဂိုးမရှိတရားလည်းထပ်ပေါ်တော့ပါတယ်ဆိုတဲ့အကြောင်းရှုပ်ထပ်တွဲရတယ်လမ်ပတ်ရင်ဘုံမီကိုတုံဆိုင်နေမြန်မာတင်းကပြန်လာပြီးရှုပ်ပေးရတယ်တော့ရှုပ်ရလာပြီမြန်မာတင်းပဲမြန်မာတင်းပဲရလာပြီလက်ကမ်ပြီကိုဘီများကမ်မလိုနေထားတဲ့အပိုင်နိုင်ဆုံးအခွင့်အရေးတရရရှိကမှာလူစားဝင်ကစားသမားသူရာမင်းတက်ကိုဖြစ်တော့ပြောင်းလဲနိုင်ခဲ့တာလည်းဖြစ်ပါတယ်လူစားဝင်ကစားသမားသူရာမင်းနဲ့ရရှိတဲ့အခွင့်အရေးတရက်ကိုတော့စောပိုင်းကကံမယ်လို့ထင်ခဲ့ပေမဲ့လည်းခြေအောင်ပြပြီးကမှကန်တွင်ဆုံးတက်ခဲ့တာလည်းဖြစ်ပါတယ်ကောင်းကင်ကျော်ခင်းပြီးတဲ့ဘောလုံးလမ်းကြောင်းတော့သူရာမင်းသက်ပြေးထွက်တော်ပြီးဗန်တဲ့ကိုသမရောဘတ်ရိုက်ကိုတေချာလိန်ခောက်ပြီးမှပပန်နိုင်ကန်သွင်းယူခဲ့တဲ့ညီလေးပွဲနေမှာတင်းရဲ့ဥဆောင်ကိုတော့လူဆောင်စားမှာသူရာမင်းသက်အစနေပြီးသူယူပြနိုင်လိုက်တာလည်းဖြစ်ပါတယ်မရှိကိုကနေပေးရတယ်မာနီယာပဲပြက်လိုက်ပြီးတော့ဟန်နာထားရတယ်မြန်မာအသင်းပဲရှုပ်ချက်တွေးရတယ်စိုင်းဘိုကျော်ကောင်းခန့်ကျော်ပဲရဲဝင်လာပြီကောင်းခန့်ကျော်တယောက်လိန်လာတယ်ကောင်းခန့်ကျော်လက်ကမ်ပြီကိုတယ်မြောင်းမြန်မာအသင်းရဲ့တိုက်စစ်တော်လေးကိုမှထပ်ပြက်လာလို့ဆိုမှဖြစ်ပြီးဒီချိန်မှာလေကောင်းခန့်ကျော်သူရဲ့တူအားရုံးလိုက်နေတော့မြန်မာတင်းတို့ကဒုတိယမြောက်ဥဆောင်ကိုတော့ရရှိစေခဲ့ပြီလည်းဖြစ်ပါတယ်ပထမပိုင်းမှာလေသူရဲ့ခြေစွမ်းနေတဲ့တွင်ကိုရရှိဖို့လီလီဖန်ဖန်စူးစမ်းနေတဲ့ကောင်းကန့်ကျော်ဒီချိန်မှာတော့ရရှိတဲ့အခွင့်အရေးကိုတော့ဖယ်ချင်တဲ့ကန်တွင်ပြီးတော့တွင်ကိုဖြစ်ပြောင်းလဲနိုင်လိုက်တာလည်းဖြစ်ပါတယ်တော်လေးကမှဟောင်ကောင်ရဲ့ခန်းစစ်တွေလှုပ်ရှုပ်စေခဲ့ပြီးကောင်းခန့်ကျော်ရဲ့တူအားရုံးဝိုင်းနေတော့မြန်မာတင်းဒုတိယမြောက်ဥဆောင်ကိုရရှိခဲ့တာလည်းဖြစ်ပါတယ်ဒါကြောင့်လက်ရှိပွဲကစားချိန်62မိနစ်ကျော်လာတဲ့အချိန်မှာတော့မြန်မာတင်းနဲ့ဟောင်ကောင်တင်းကို2ဂိုးကိုကြီးဆိုတဲ့ရလနဲ့ဥဆောင်နေနိုင်ပြီလည်းဖြစ်ပါတယ်တော်စင်ကိုတယ်မြောင်းလက်ရှိချိန်မှာတော့မြန်မာအသင်းတတိယမြောက်ဥဆောင်ကိုတော့ရရှိခဲ့ပြီလည်းဖြစ်ပါတယ်ကွယ်တော့ရေတွင်ကိုရသွားခဲ့ပြီမယ်လေမြန်မာတင်းစားမတွေအောင်ပွဲခံနိုင်ခြင်းမရှိသေးပေနဲ့အဟော်တင်းရဲ့စားမတွေတော့အနေငယ်အချင်းများမှုဖြစ်ပေါ်နေတဲ့ပုံစံမျိုးတော့တွေ့နေကြရတာဖြစ်ပါတယ်သူရမင်းတက်ဒီဘက်တင်းရဲ့လူတရားကိုတော့တော်ပြီးတော့တွန်းထားတဲ့ပုံစံမျိုးတော့ရုပ်တဲ့အနည်းပြောက်ခွက်မှာတွေ့ခဲ့ရပြီးဒီထားမှာပြည်တော်မောပေးမလားတွင်ကိုပြေခွင့်ပြုမလားဆိုတော့ဆက်ပြီးတော့ကျွန်တော်တို့ကြည့်ရမယ်ဖြစ်ပါတယ်ဘယ်လိုလဲလက်ရှိမှာတော့တွင်ကိုတော့ဖယ်ဖြတ်လိုက်ပြီးတော့မာတင်းကစားသမားသုံးစင်ကိုရဲ့ပြည်တော်မောကန်ချက်ကတော့ပြည်တော်မောနဲ့ပဲပြန်ပြီးတော့စုံတက်လိုက်ရတယ်ဗျာတော်လေးကမှလှပလုံးနဲ့ free kick ကန်ချက်တစ်ချက်ကိုတော့ကျွန်တော်တို့တွေတွင်ကိုဖြစ်တော့မြင်တွေ့ခဲ့ရကျွန်တော်မရှိခဲ့တာလည်းဖြစ်ပါတယ်
ကိုမင်းဟိုရှုပ်ထပ်တွဲရတယ်ဂိုးလုံးပေါ်ဖြစ်တယ်ဗျာလက်ရှိချိန်မှာတော့ကျွန်တော်အစီအကံတစ်ဆက်နေတွင်းမှာပဲနိုင်ငံတကာခြေစမ်းပွဲစဉ်တစ်ပွဲဖြစ်တဲ့မြန်မာ U20 အတင်းနဲ့ဟောင်ကောင် U20 အတင်းတို့ရဲ့ပွဲစဉ်ကတော့ပြီးဆုံးလို့တွားခဲ့ပြီလည်းဖြစ်ပါတယ်ပွဲပြီးဆုံးချိန်မှာတော့မြန်မာ U20 အတင်းကဟောင်ကောင် U20 အတင်းကိုတော့2 ဂိုးရှိနေတော့အနိုင်ရရှိသွားတာလည်းဖြစ်ပါတယ်